ကျွန်တော်ဒီခုပြထားပေးတဲ့ပုံတွေကကျတော့ကျွန်တော် AI ကိုအသုံးပြုပြီးမှထုတ်ထားတဲ့ပုံတွေပဲဖြစ်ပါတယ်ဆိုတော့ဒီ AI ပုံကိုဘယ်လိုထုတ်လဲဆိုတာကျွန်တော်ဒီဗီဒီယိုတစ်ချက်ကြည့်အောင် Okay ကျွန်တော် AI ပုံထုတ်မှဖြစ်တဲ့အကြောင်းမလို့ website တောင်မဟုတ်ဘူးဆိုရင် application တွေလိုအပ်ပါတယ်ဆိုတော့ကျွန်တော် Google ထဲမှာသွားမယ်ပြီးတော့ပြီဆိုရင်ဒီမှာ Google Gemini ဆိုရင်မှကျွန်တော်တို့တစ်ချက်ရိုက်ချပေးပါမယ်ဆိုတော့ Google မှာလည်းရှာလို့ရတယ်လို့ဒီ Play Store ထဲမှာသွားပြီးမှဒီ application ကို download ဆွဲလေးရတယ်ပေါ့နော်ဒီ Google Gemini ပေါ့ကျွန်တော်လက်ရှိမှာတော့ဒီရဲ့ Google ကနေမှသွားပြီးမှကျွန်တော်တစ်ချက်စမ်းပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ Google Gemini လို့ရိုက်ရှာလိုက်ပြီးဆိုတော့ ਨੇ ဒီလိုပုံစံလေးထွက်လာလိမ့်မယ်ဆိုတော့အနားမှာကျွန်တော်တို့အပေါင်းစွာလေးရှိတယ်ပေါ့နော်အဲ့အပေါင်းလေးကိုတစ်ချက်နှိပ်ပြီးတော့ပြီဆိုရင် camera upload file ပြီးရင် drive ဆိုမှသုံးလို့ရှိရင်အဲ့နားမှာကျွန်တော်တို့ဒီရဲ့ပုံလေးလိုအပ်တယ်ပေါ့နော်ပုံလေးလိုအပ်တယ်ချက်ချင်းပုံရိုက်မယ်ဆိုရင်လည်းရတယ်ရိုက်ပြီးသားပုံကိုအသုံးပြုမယ်ဆိုရင်လည်းရတယ်ပေါ့နော်ပြီးရင်စာလေးရေးပေးရမှာပေါ့နော်စာမစီတော့စာမြေးတော့ဆိုရင်လည်းကိစ္စမရှိဘူးကျွန်တော်ဒီဗီဒီယိုရဲ့ comment အောက်မှာချလာပေးပါမယ်အဲ့ဒါလေးကို copy ယူမှာကျွန်တော်တို့ဒီမှာ paste လိုက်ချပြီးမှလုပ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်မြန်မာစာအနေနဲ့ကိုယ့်ဘက်ကိုရိုက်ချမယ်ဆိုရင်လည်းထည့်လို့ရတယ်နည်းနည်းစမ်းစမ်းပြပြလေးဖြစ်တော့အောင်ပေါ့နော်ကျွန်တော်ပုံကိုကျွန်တော် main ကလေးပုံစံနဲ့ရေးပြီးမှကျွန်တော်ပုံထုတ်ထားတာပေါ့နော်ဆိုတော့ကိုယ်ကနေမှယောက်ျားလေးပုံလိုချင်နေဆိုရင်တော့ကျွန်တော်ပို့ထားပေးတဲ့စာကိုmain ကလေးဆိုတဲ့နေရာမှာယောက်ျားလေးဆိုရင်မှပြောင်းပြီးမှအဝတ်စားနေရာမှာကိုမြင့်တက်တဲ့အဝတ်စားလေးထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ပထမတစ်ပုံရတော့ရေပေါ့နော်ပထမတစ်ပုံရပြီးဖြစ်တဲ့အကြောင်းလို့ကျွန်တော်နောက်တစ်ပုံကိုတစ်ချက်ပြိုင်မှစမ်းကြည့်အောင်ပေါ့နော်တရင်ကျွညမှာစီမီခွက်တွေနဲ့ကင်ထားတဲ့ပုံစံလေးပေါ့နော်โอเคဆိုတော့ပုံကမတူဘူးပေါ့နော်ပုံမတူတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော် Surface AI ဆိုတဲ့ဟာလေးကိုတစ်ချက်ပြိုင်မှနှိပ်ပြီးမှအမှကျွန်တော်ရဲ့မျက်နှာကိုပြန်တော့ချိန်မယ်ပေါ့နော်ခဏတော့ပုံကသိမ့်မတူလို့ဆိုတော့ upload file နေရာမှာခဏတော့ပုံကိုကျွန်တော် download ဆွဲထားတဲ့ဟာကိုဖြည့်ပါပြီးဆိုရင်ဒါကျွန်တော်မျက်နှာပုံပေါ့နော်အဒီကကိုမျက်နှာပုံတက်တဲ့ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ပုံဆိုရင်တော့ပုံမှာအဆင်ပြေတယ်ပြီးရင်ဒီနေရာမှာ V2 model ဆိုတာလေးကိုတစ်ချက်နှိပ်ရမှာပေါ့နော်ပြီးအပေါ်မှာမြင်ရလားဒီ credit 25ဆိုမှတကယ်လို့အကုန်သွားရင်လည်းကိစ္စမရှိဘူးကျွန်တော်တို့ Google အကောက်ချိန်မှလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ခဏတော့ပုံကိုကျွန်တော်တို့တစ်ချက်ကြည့်အောင် Okay download ဆွဲလိုက်မယ် Okay ဆိုတော့ဒါလေးပေါ့နော်ကျွန်တော်ပုံလေးချိန်ပြီးမှမချွေချနဲ့အောင်နော် Okay ဆိုတော့ download ဆွဲထားတဲ့ဟာလေးအကုန်လုံးတိတ်ချင်တယ်ဒီမှာပဲထားချင်တယ်ဆိုရင်ရတယ်ဖြည့်ချင်တယ်ဆိုရင် select all အမိုက်တောင်ပြီးတော့ပြီဆိုရင် sure ဆိုမှထွက်လာတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်အကုန်လုံးပြတ်သွားပြီပေါ့နော်ဆိုတော့အဆုံးထိကြည့်ပေးလို့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်